LV ရေမွေးတွေကဈေးအရင်ကြီးရဲဆိုတာအားလုံးတည်ပြီးသားဖြစ်ပါလိမ့်မယ် LV ရေမွေးတွေကဘယ်ရေမွေးကိုပဲကောက်ကင်လိုက်30နဲ့အထက်မှာရှိပါလိမ့်မယ်ဒီခါကတော့ LV ရေမွေးတွေတစ်ခုခုနဲ့တူတဲ့ရေမွေးကိုဖောက်ပြပေးမှာဖြစ်ပါတယ် LV ရဲ့ဘယ်နဲ့တူရလဲဆိုတော့ Pacific Chill လို့ခေါ်တဲ့30ကျော်တန်းအထက်မှာရှိတဲ့ရေမွေးတစ်လုံးနဲ့အနှံ့တူတဲ့ရေမွေးပေါ့ဗျာသူရဲ့10ပုံတစ်ပုံလောက်ပဲရှိတယ်ဈေးကတော့အခုပဲဖောက်ပြပေးမယ်ပါကင်နေအရန်ခန်းနားကြီးတွေနဲ့လာရဗျအဲ့ဆိုရင်ဖောက်ရတာလည်းခက်တယ်ကျွန်တော်တို့ကကြုံမကြည့်ထိုင်ဖောက်ရတာဘယ်လိုအစဖောက်မှန်ကိုမသိတာဗျာအခုဆိုလေအိုးဒါလေးရက်ဒီလိုလေးဗျဒီကနေဒီလိုလေးလှက်လိုက်တယ်ပြီးတော့အိုးတရားဆွဲထော်ရတာဗျအိုးတင်မော်လေးထွက်လာပါပြီစိန်ခံတင်မော်လေးနဲ့တူပါတယ်ဒါလေးကတော့အရန်ကိုလှပါတယ်ပလင်းဒီဇိုင်းအလှဆုံးစုပေးမှာဆိုရင်ဒီကောင်ကိုပေးရပါလိမ့်မယ် Pacific Chain နဲ့အရန်တူတယ်လို့ပြောကြတာပဲ LV ရေမွေးလည်းဝယ်နိုင်တယ်ဗျာအဲ့လောက်ပတ်စံလည်းသုံးနိုင်တယ်ဒါပေမဲ့အဲ့အနံကြီးကို20ကျော်တန်30လောက်ပေးပြီးဝယ်ပြီးမှတပလင်းလုံးဝယ်ပြီးမှအနံမကြရင်ခက်တယ်ဆိုတဲ့သူတွေဒါမျိုးလေးနဲ့စမ်းသုံးကြည့်တယ်နဲ့အပုံစံကတော့မတူအောင်လိုက်ထုတ်ထားတဲ့အတွက်တူကိုတူပါလိမ့်မယ်အနံကတော့ဒါပေမဲ့အရတာတော့ကွာလိမ့်မယ်ပေါ့ဗျာတကယ် quality အပြည့်အဝကြီးတွေနဲ့ထုတ်ထားတဲ့ရေမွေးနဲ့ဒီလို budget ဖြစ်တဲ့ရေမွေးနဲ့တော့တကယ်တမ်းကျတော့အရတာတော့တေချာပေါက်ကွာလိမ့်မယ်ဒါပေမဲ့အနံ LV ရဲ့ Pacific Chain ဆိုတာဘယ်လိုလဲဆိုတာတော့လုံးဝတေချာပေါက်သိစေရမယ်ဗျာစမ်းကြည့်မယ်ဗျာကျွန်တော်ကိုယ်တိုင်လည်းအနံမသိသေးဘူးရွှွန်လေးအနံစိတ်ထဲမှာတော့အဲ့လိုချိုးချင်းလိုပုံစံအနံပုံစံလေးရနေတယ်ဟုတ်တယ်ချိုးချင်းလေးစုပ်နေတဲ့အခါမှာတရားလုံးလေးစုပ်နေတဲ့အခါမှာရတဲ့အရတာမျိုးလေးလက်ဆက်စစ်ထွက်ဖြစ်တဲ့ note တန်းရတယ်အသီးအနှံတွေပေါ့ဗျာအဓိကရတာတော့ orange တော့အဲ့လိုမျိုး grapefruit အဲ့လိုအသီးတွေရတယ်ပြီးတော့တန်းပြဝင်လာ Maskina လည်းတန်းပြပါလာဗျာ brand နာမည်က France Avenue လို့ခေါ်တယ်သူရဲ့နာမည်ကတော့ Finish လို့ခေါ်တယ်ပေါ့ဗျာတင်ဘောလေးနဲ့တူတယ်စိန်ခံတင်ဘောလေးနဲ့ဒီလိုလေးမောင်းထွက်သွားလိုက်ရာသီဆုံးသုံးလို့အဆင်ပြေတဲ့အနံပုံစံလေးချိုးကအီယာတော့လုံးဝမရှိဘူးဒီထဲမှာအရန်လက်ဆက်တဲ့အနံလို့ခန်းစားမိရယ်ပူတဲ့ချိန်မှာဆိုရင်ပို့ပြီးတော့ကောင်းလိမ့်မယ် Pacific Chain ဆိုတာဘယ်လိုလဲဆိုတာအသေးချာပေါ့သိစေရမယ်ဗျာ drawing down မှာသူတို့က masky ထည့်ထားတဲ့အတွက်အနံတော့လုံးဝသေချာပေါ့ဆွဲလိမ့်မယ်ဗျာ9နာရီ10နာရီထပ်တော့သွားလိမ့်မယ် masky base note လေးခံထားတဲ့ရေမွေးတော်တော်များများကတော့အဲ့လိုတငွေးငွေးနဲ့ပြင်တက်လာတဲ့အနံလေးကိုပုံမိုက်နေရဗျာဖော်ဦးမန်းနဲ့လာတာဒါပေမဲ့စိတ်ထဲမှာတော့ဒါလုံးဝ unisex ပဲအနံပုံစံယောက်ျားလေးရောမိန်းကလေးရောတုံးလို့ရမယ်အနံပဲဒါပေမဲ့သူ့ရဲ့ official မှာလာထားတာfor woman ဆိုပြီးတော့လာထားတယ် Pacific Chain ကတော့ for woman and for man ပေါ့ဗျာ Pacific Chain က unisex တေချာပေါက်ရပြီးသားဒီကောင်ကကျတော့ဒါပေမဲ့ရေးထားချက် for woman နဲ့ရေးထားရပေါ့ဗျာမိန်းကလေးဆိုရင်ဒါလေးစွတ်ထိုင်လိုက်ချစ်စရာလေးအနံလေးကပုတ်ပလန်းဆန်းလေးရှိနေမဲ့အထာမျိုးလေးတော့ရတယ်သူ့ရဲ့အနံဒီလိုပလင်းလိုက်ကြီးဝယ်လို့ရတယ်လို့ဒီလိုမျိုးခွဲရောင်းတဲ့ပလင်းတွေလည်းဝယ်လို့ရပါတယ်ဒါဆိုရင်10 milli size ဖြစ်တယ်ဒါဆိုရင်30 milli size ဒါဆိုရင်50 milli size ဒီလိုမျိုးခွဲပြီးတော့လည်းဝယ်လို့ရတယ်ဒီလိုမျိုးပါကင်လှလှလေးနဲ့လည်းမှားပြီးတော့ဝယ်လို့ရတယ်မန်လေးမျိုးဆိုရင်ငွေချေရပြီးတော့မန်လေးတမျိုးရဲ့လွယ်လိုချက်မျိုးအားလုံးကိုကြိုလို့ရပါတယ်131 60 61မန်လေးကျွန်တော်ရဲ့ဆိုင်မှာအနေနဲ့စိတ်ကြိုက်စမ်းပြီးတော့လာဝယ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်